သူမရဲ့ဘဝဟာအလှပတွေနဲ့ပဲပြည့်နှက်မနေခဲ့ပါဘူး။ဘုရင့်နောင်မင်းတရားကြီးနတ်ရွာဆန်ပြီးနောက်နန္ဒဘုရင်လက်ထက်မှာနိုင်ငံရေးရှုပ်ထွေးမှုတွေရှိလာပါတယ်။သူမဟာမိမိဆန္ဒမပါဘဲနိုင်ငံရေးအရာအဆင်ပြေစေဖို့အတွက်သူမရဲ့မောင်တော်အရင်ဖြစ်သူအိမ်ရှေမင်းမင်းရဲကျော်စွာနဲ့လက်ထပ်ခဲ့ရပါတယ်။ဒီသတင်းဟာနတ်ရှင်နောင်အတွက်တော့ရင်ခွဲမတက်ခံစားရတဲ့သတင်းဖြစ်ပေမဲ့သူဟာလက်မလျှော့ပဲမင်းသမီးကြီးကိုရည်စူးပြီးအလွမ်းကဗျာတွေကိုဇက်တိုက်ရေးဖွဲ့နေခဲ့ပါတယ်။အချိန်တွေကြာလာပြီးအိမ်ရှေမင်းမင်းရဲကျော်စွာကွယ်လွန်သွားတဲ့အခါရာဇဓာတုကလျာဟာမိုးဆိုးမဘဝသို့ရောက်ရှိသွားပါတယ်။အဲ့ဒီအချိန်မှာနတ်ရှင်နောင်ဟာတောင်ငူဘုရင်အဖြစ်နန်းတက်နေပြီဖြစ်ပြီးမင်းသမီးကြီးကိုတောင်းဆိုပေါင်းဖက်ဖို့ကြိုးစားပါတော့တယ်။နောက်ဆုံးမှာတော့ရာဇဓာတုကလျာဟာနတ်ရှင်နောင်ရဲ့နှစ်ပေါင်းများစွာခိုင်မြဲတဲ့အချစ်နဲ့ဒီဇိုင်းမတ်မတ်ရေးဖွဲ့ခဲ့တဲ့ကြပြာတွေကြောင့်စိတ်ညွတ်သွားပြီးအသက်43နှစ်အရွယ်မှာမိမိထက်12နှစ်ငယ်တဲ့နတ်ရှင်နောင်နဲ့လက်ထပ်ခဲ့ပါတယ်။ဒါဟာမြမသမိုင်းမှာအင်မတန်နာမည်ကြီးတဲ့ကြပြာနဲ့သိမ့်ပိုက်ခဲ့တဲ့အချစ်ပါပဲ။ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုဟာစောင်းဦးပေါက်နှင်းပွင့်လေးလိုခဏတာပါပဲလက်ထပ်ပြီး9 လအကြာမှာပဲရာဇဓာတုကလျာဟာရုတ်တရက်ဖျားနာပြီးကွယ်လွန်သွားခဲ့ပါတယ်။နတ်ရှင်နောင်ဟာအလွန်အမင်းကြေကွဲသွားပြီးသူမရဲ့ဂူဘေးမန်ရှိမှာထိုင်ကအလွမ်းဆုံးရတုတွေကိုရေးဖွဲ့ခဲ့ပါတယ်။သူမမရှိတော့တဲ့နောက်နတ်ရှင်နောင်ရဲ့ဘဝဟာလည်းလမ်းမရောက်ခဲ့ပြီးနောက်ဆုံးမှာကြေကွဲစရာကံကြမ္မာနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်။ရာဇဓာတုကလျာရဲ့ဘဝဟာအရှိန်အဝါကြီးတဲ့မင်းသမီးတစ်ပါးဖြစ်ပေမဲ့သူမရဲ့ဘဝဟာကိုယ်ပိုင်ဆုံးဖြတ်ချက်ထက်ပတ်ဝန်းကျင်နဲ့ကံကြမ္မာရဲ့စေခိုင်းမှုအောက်မှာပိုရှိခဲ့ပါတယ်။သူမဟာမြမစာပေလောကကိုနတ်ရှင်နောင်ရတို့ဆိုတဲ့ယတနာတွေပေါ်ထွန်းလာစေဖို့အဓိကစေ့ဆော်ပေးခဲ့တဲ့လှပတဲ့စိတ်ကူးရင်အိမ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။